Okay ဆိုတော့အားလုံးပဲမင်္ဂလာပါခုကဆိုလို့ရှိရင်ကျွန်တော်ပြသွားပြီးတော့မယ်ဥစားလဲဆိုလို့ရှိရင်တော့ UTalk 411 YTF ကနေပြီးတော့ February လအတွင်းထဲမှာပဲအသစ်ထိုက်မှာဖွင့်နေသွားမယ် Diploma in Computer System Software and Programming ဆိုတဲ့အတန်းမှာပေါ့နော်လိုအပ်ချက်တွေကတစ်ခုဖြစ်တဲ့50 GB free space ပေါ့ free space ပေါ့နော်အဲ့ဒီအတွက်ကိုဘယ်လိုမျိုးဖြည့်ရှင်းရမလဲဆိုတော့ဥစားလေးကိုကျွန်တော်ရင်ဆုံးပြသသွားမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နဲ့တူတူလိုက်ကြည့်လိုက်ကြရအောင်ထမောင်းဆုံးအနေနဲ့ပေါ့နော်ကျွန်တော် browser ကိုသုံးနေကြ browser တခုခုတည်းကိုကျွန်တော်ရင်ဆုံးသွားရမှာပဲဖြစ်ပါတယ်ဆိုတော့ကိုအနေနဲ့ Google Chrome ကိုသုံးတာပဲဖြစ်ဖြစ် Microsoft Edge ကိုသုံးတာပဲဖြစ်ဖြစ်ပေါ့နော်ကိုအဆင်ပြေတဲ့ browser တခုခုကိုပဲရွေးပြီးတော့သုံးလို့ရပါတယ်ဆိုတော့ကျွန်တော်ကတော့ Microsoft Edge ပဲသုံးတာရှိရမလို့ Microsoft Edge ကိုပဲအရင်ဆုံးသွားလိုက်ပါမယ်ခင်ဗျာ Okay ဆိုတော့ကျွန်တော်တို့ Microsoft Edge ပေါ့နော်ကျွန်တော်ကိုသုံးနေတဲ့ browser တွေကိုရောက်သွားပြီဆိုလို့ရှိရင် search bar ပေါ့နော် search bar မှာဆိုလို့ရှိရင်ကျွန်တော်Okay ဆိုတော့ပထမဆုံးရှာမှာ partition wizard ပေါ့နော်ကျွန်တော်လည်းအခုမှရှာပြီးသားပြီဆိုတော့ကျွန်တော်ပြန်ပြီးတော့ရှာလိုက်ပါမယ်ဆိုတော့ partition wizard ဆိုတဲ့ application လေးကိုကျွန်တော် download ဆွဲရမှာဖြစ်ပါတယ် Okay ဆိုတော့ partition wizard ဆိုတာရှာဖို့လို့ရှိရင်အပေါ်ဆုံးမှာတက်လာတဲ့ထိပ်ဆုံးက website ပေါ့နော်အဲ့ဒီ website link ကိုကျွန်တော်တို့သွားလိုက်ရမှာပဲဖြစ်ပါတယ်ဗျ Okay သွားပြီးပါပြီပေါ့နော်ဒီလို page တွေကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ ဟောဒီက download ဆိုတဲ့ဥစ္စာလေးကိုသွားပါမယ် download ဆရာတွေမှာကျွန်တော်တို့ free edition ကိုကျွန်တော်တို့သုံးပါပဲဖြစ်ပါတယ်ဗျအဲ့ဒီတော့ကြောင့်မလို့ကျွန်တော် free edition download လေးဆွဲလိုက်ပါမယ်တော့မိတ်ဆွေတို့ခဏအနေနဲ့စောင့်ရပါမယ်နော်ခဏစောင့်ပါလို့ရှိရင်ဟောဒီလို download ဆွဲတဲ့ icon လေးပေါ်လာမယ်ပေါ့နော်ပို့ရလို့ရှိရင်တော့ Windows Defender ကနေပြီးတော့ကျွန်တော်တို့ one box ကြာရပါတော့ဆိုတော့အဲ့ဒီတော့လည်းကျွန်တော်တို့ဘူးပါနဲ့ဘာမှမဖြစ်ပါဘူးအဲ့ဒါ keep ထားလိုက်ပါမယ်ဟုတ်ပြီတော့ download လဲဆွဲပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ open file ဖိပါမယ်တော့သူ install ထည့်ရမှာပေါ့နော်ကျွန်တော်တို့ laptop ပဲဖြစ်ဖြစ် desktop ပဲဖြစ်ဖြစ်ကျွန်တော်တို့ PC ထဲမှာလိုအပ်တဲ့ software ဒီ software ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ install တင်မှာပေါ့နော်ဆိုတော့ okay သူ့အနေကျွန်တော် website ထပ်လာတယ်ကျွန်တော် one box ထပ်ကြရပါတော့ one box ကြားတယ်ဆိုလို့ရှိရင်ကျွန်တော်ကတော့ run ပဲနှိပ်လိုက်ပါမယ် Okay ဆိုတော့ကျွန်တော်တို့တွေပုံမှန်လုပ်နေကြအတိုင်းပဲကျွန်တော်ပုံမှန် install ထည့်နေကြအတိုင်းပဲ install လေးထည့်လိုက်ရုံပါပဲဆိုတော့ကျွန်တော်ကကြတော့ install ကတွင်းပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အနေနဲ့ထပ်ပြီးတော့တွင်းလို့တော့မရတော့ဘူးဆိုတော့ကျွန်တော် okay နှိပ်လိုက်မယ်ဆိုရင်တော့ပြရင်ပြလို့မရတော့ဘူးပေါ့နော် Okay အဲ့ဒါကြောင့်မို့လို့ကျွန်တော်တော့ install ထည့်နည်းကိုတော့မပြတော့ပါဘူးဆိုတော့အားလုံးလည်း install လုပ်ကြမယ်လို့တော့ထင်ပါတယ်ပေါ့နော်ဆိုတော့ okay install ထည့်ပြီးပါပြီပေါ့ install ထည့်ပြီးသွားတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ application လေးဟောလို့လေးပေါ်လာပြီပေါ့နော်အဲ့ဒီ mini 2ဆိုတဲ့ဥစ္စာလေးအဲ့ဒီထဲကိုကျွန်တော်နှစ်ချက်နှိပ်ပြီးကျွန်တော်ဝင်မယ်ဗျာOkay ဆိုတော့ကျွန်တော်တို့အနည်းငယ်လေးတော့စောင့်အောင်ပဲပေါ့နော်ရောက်ပါပြီဆိုတော့ကျွန်တော်တို့ရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်ရောက်သွားပြီဆိုလို့ရှိရင်သူ add လေးပေါ့နော်သူကြော်ညာလေးတော့နည်းနည်းတက်လိုက်တယ်ဒါဘာပဲဖြစ်တော့အစင်တော့ပြေပါတယ်ဆိုတော့ကျွန်တော်တို့ဟောဒီမှာကျွန်တော်အနေနဲ့ကျွန်တော် C ပေါ့နော်တော့မြေသားထင်သားပြလိုက်ပါမယ်ဆိုတော့ Okay ဆိုတော့ကျွန်တော် local disk C ပေါ့နော်ကျွန်တော်ရဲ့ C ထဲမှာဆိုလို့ရှိရင်တော်တော်လေးကိုနင်းနေပြ16 GB ပဲရှိတယ်ပေါ့နော်ကျွန်တော် game ဆယ်ထားတဲ့ D ထဲမှာဆိုလို့ရှိရင်30 GB အောင်ရှိတယ်ဗျအဲ့ဒါကြောင့်မလို့ D ထဲက30ကို D ထဲက16ထဲကိုရွှေ့ကျင်နေပေါ့နော်ရွှေ့ကျင်နေဆိုလို့ရှိရင်အသုံးပြုရမယ့်နီးလန်းလို့ကျွန်တော်အခုပြောပြသွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော် ਨੇ တကယ်လို့ပါနော်မလုံးတက်ဘူးဆိုလို့ရှိရင်အစားဆုံးကြည့်ပေးပေါ့နော်Okay ဆိုတော့ကျွန်တော်ကအခုအစမ်းလုပ်ပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကတော့အနည်းဆုံးတော့ 2GB လောက်ပဲကျွန်တော်တို့အရင်ဆုံးစမ်းပြီးတော့ရွှေ့ပြပါမယ်တကယ်တော့ကို့အနေနဲ့ကို့စီမှာဘလောက်ပဲကြံကိုဘလောက်ရွှေ့ခြင်းလဲဆိုတာမူတည်ပြီးတော့ဒါကတော့ကို့အပေါ်မှာပဲမူတည်ရပေါ့နော်တကယ်လို့ကို့ C ထဲမှာဆိုလို့ရှိရင် 20GB လောက်တော့ကြံတယ်20GB 30GB လောက်တော့ကြံတယ်ဒီထဲမှာဆိုလို့ရှိရင်တော့20မဟုတ်ရင်50လောက်ထပ်ကြံတယ်ဆိုလို့ရှိရင်ကို့အနေနဲ့50GB လောက် C ထဲမှာခြံထားခြင်းတယ်ဆိုလို့ရှိရင်တော့ဟောဒီ D ကနေပြီးတော့20လောက်ရွှေ့လိုက်ရင်တော့အဆင်ပြေသွားပြီပေါ့နော်Okay ဆိုတော့စလာရအောင်အရင်တော့ကျွန်တော် D ထဲကနေပြီးတော့ကျွန်တော်တို့partition ခွဲတဲ့တနည်းပေါ့နော် partition ကနေပြီးတော့ကျွန်တော် partition နောက်တစ်ခုထပ်ခွဲပြီးတော့အဲ့ partition ရဲ့ဥစ္စာကိုထပ်ယူတဲ့ဥစ္စာနီးလည်းရှိသလိုဓာတ်ရိုက်ကိုယ့်ဟာကိုယ်ယူခြင်းတဲ့ဥစ္စာလည်းရှိရပါတော့အရင်ဆုံးကျွန်တော် partition ရင်ဆုံးခွဲနည်းလေးနဲ့စလိုက်ပါမယ် partition ရင်ဆုံးခွဲမယ်ဆိုရင်ကျွန်တော်တို့ D ကိုကျွန်တော်တို့ right click ထောက်မယ် right click ထောက်ပါလို့ရှိရင် split ဆိုတဲ့ဥစ္စာလေးရှိရဗျ split ဆိုတဲ့ဥစ္စာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်မယ် split ဥစ္စာလေးကိုတစ်ချက်နှိပ်ပွားလို့ရှိရင်ဟောဒီမှာကျွန်တော်တို့ပြောရဗျဘလောက် gig ရွှေ့ဘလောက် click split မှာပေါ့နော်ကျွန်တော်ကတော့အရင်ဆုံး 2GB ပဲ split လိုက်ပါမယ် 2GB okay ဆိုတော့ 2GB ကိုရွှေ့လိုက်ပြီပေါ့နော် 2GB slide လုပ်ရပြီ okay ဆိုတော့ကျွန်တော်အနေနဲ့ okay နှိပ်ရပါမယ်ဗျာ okay တော့ဒီနောက်မှာပေါ့နော်ဆိုတော့ထပ်ပေါ်လာပြီဒီနောက်မှာလည်းဥစ္စာလေးပေါ်လာပြီပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဥစ္စာလေးပေါ့နော်ဒီ C ကနေပြီးတော့ C ကနေပြီးတော့ extend လေးကိုနှိပ် C ကိုသွားမယ်ပြီးတော့ကျွန်တော် right click လေးထပ်ထောက်လိုက်မယ်ဗျright click လေးထောက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ extend ဆိုတဲ့ဥစ္စာလေးရှိရဗျ
extend ဆိုတာဥစ္စာလေးကိုတစ်ချက်နှိပ်မယ် okay ဆိုတော့ extend ဥစ္စာလေးကိုပေါ်လာပြီဆိုလို့ရှိရင်တော့ကိုယ့်အနေနဲ့ဒီကဥစ္စာပေါ့နော်ဒီကဥစ္စာကိုလည်းကျွန်တော် extend လုပ်လို့ရတယ်လို့တကယ်လို့မဟုတ်ဘူးကိုကလိုချင်တဲ့လောက်ကိုရင်ဆုံးsplit လိုက်မယ် split ပြီးတော့မှကြာမှကိုကထပ်ပြီးတော့ပြန်ပေါင်းမယ်ဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒီလိုလို့ပထမဆုံးနည်းပေါ့နော်ဒါကတော့အလွယ်ဆုံးနည်းလို့ပဲပြောရမှာပေါ့ okay ဆိုတော့လောလောဆယ်တော့ကျွန်တော်ကဘလောက်အများကြီးတော့မရွှေ့တော့ဘူးပေါ့နော်ဆိုတော့ကျွန်တော် megabyte လောက်လေးပဲရွှေ့လိုက်ပါတော့မယ်ဟုတ် okay တော့ဒီလောက်ပဲရွှေ့မှာပါထားပါတော့ okay ဟိုလို့ရှိရင်ကျွန်တော်တို့ okay လေးနှိပ်လိုက်ပါမယ်ဗျာ okay တော့ okay လေးနှိပ်ပါလို့ရှိရင်ကျွန်တော်တို့ application တွေကနေတော့အမှားကြီးနဲ့တောက်လျှောက်တန်းပြီးတော့ထွက်လိုက်လို့မရဘူးပေါ့နော်ဆွဲဘာမှလုပ်လို့မရမပြီးသေးဘူးဆိုတော့ process ကအားကြောင့်မလို့ကျွန်တော်တို့ဟောဒီမှာ apply ဆိုတဲ့ဥစ္စာလေးရှိရဗျ apply ဆိုတဲ့ဥစ္စာလေးကို click တစ်ချက်နှိပ်မယ်ပို့လို့ရှိရင်ကျွန်တော်တို့ yes ဆိုတဲ့ဥစ္စာလေးကိုနှိပ်လိုက်မယ်ဆိုရင်သူ့အနေနဲ့သူ့ရဲ့ process ကိုစပြီပေါ့နော်ဒီတွေကနေပြီးတော့အရင်ဆုံး partition ခွဲတယ်ပို့လို့ရှိရင်e ဒီတွေကနေ partition ခွဲလိုက်ပြီး e ထွက်လာမယ် e ကနေပြီးတော့မှ e နဲ့ c နဲ့ကိုပေါင်းမှာပေါ့နော်ဆိုတော့သူ့အနေနဲ့ step တွေလုပ်သွားတာတော့တွေ့ရဗျ okay ဆိုတော့ဒီမှာတွေ့ရပေါ့နော်ဆိုတော့3 of 6ဆိုတဲ့ဥစ္စာလေးပေါ့နော် okay ဆိုတော့ဒါလေးကတော့နည်းနည်းလေးတော့ကြာနိုင်တယ်ဗျလွန်ဆုံးကြာရင်2မိနစ်3မိနစ်လောက်ပါပဲ2မိနစ်3မိနစ်လောက်ကိုယ့်ရဲ့ set ပေါ်မှာမူတည်ပြီးတော့အဲ့လောက်2မိနစ်3မိနစ်ပတ်ချလိုက်လောက်ပဲကြာနိုင်တယ် okay ဆိုတော့ကျွန်တော်အနေနဲ့ပြီးသွားပြီပေါ့နော်ဆိုတော့ဒါကနောက်ဆုံးရမယ့်အခြေအနေပေါ့နော်ပြပြီးသွားတဲ့အခြေအနေဆိုတော့ကျွန်တော်ခုနကokay ကျွန်တော်အများကြီးတော့မခွဲလိုက်တာမဟုတ်တဲ့အတွက်ကြောင့်မလို့တော့အများကြီးကောင်းကောင်းတိတက်တာတော့တက်သွားမှာမဟုတ်ဘူးဆိုတော့နောက်ထပ်တိတက်တာတက်သွားအောင်လို့တော့ထပ်ပြီးထပ်ခွဲပြပါမယ်နောက်ထပ် extend နဲ့ကနေပြီးတော့ကျွန်တော်တို့အခု e ပါနော် e ကနေပြီးတော့ကျွန်တော်တိတက်တာလေးတက်သွားအောင်လို့200လောက်ခေါ်လိုက်ပါမယ်နော် okay ဆိုတော့ဒီမှာကြည့်ပါနော်ဒီမှာကြည့်ပါ16 k တော့မပြည့်တော့ဘူးပေါ့နော်16 15.9 k ပေါ့နော် okay အဲ့ဒါကိုမှကျွန်တော်200လောက်ထပ်ထည့်လိုက်မယ်ပဲအရာထပ်ထည့်သွားလို့ရှိရင် apply လေးနှိပ်ရပါမယ်โอเคဆိုတော့ပွားပြီဆိုလို့ရှိရင်ဟောဒီမှာကြည့်လိုက်ရအောင်ကျွန်တော်တို့15.9ကနေပြီးတော့အခု16.1ဖြစ်သွားပြီပေါ့နော်โอเคအဲ့ကြောင့်မလို့ D ထဲမှာဆိုလို့ရှိရင်တော့ E ထဲမှာဆိုလို့ရှိရင်တော့ 1.67 GB ပဲကျန်ပါတော့တယ်အဲ့လိုမျိုးနဲ့ကျွန်တော်တို့ကိုလိုချင်တဲ့ storage ကိုအနေနဲ့တခြား partition တွေကနေပြီးတော့ခွဲလို့လည်းရတယ်ပေါ့နော် okay ဆိုတော့နောက်ထပ်တနည်းအားဆိုလို့ရှိရင်လည်းခုနလိုပဲဗျကျွန်တော်တို့ extend တော့မလုပ်ဘူးပေါ့နော် extend မလုပ်ဘဲနဲ့ကိုရှိပြီးသား D တွေကပဲဖြစ်ဖြစ် E တွေကပဲဖြစ်ဖြစ်ပေါ့နော်ကိုရှိပြီးသား partition တွေကနေပြီးတော့ယူလို့ရတယ်ဗျခုနလိုပဲကျွန်တော်တို့သွားမယ်သွားပွားလို့ရှိရင်ဒီရွေးရမယ့်နေရာမှာပေါ့နော်ကိုရွေးချင်တဲ့ D ပဲဖြစ်ဖြစ် E ပဲဖြစ်ဖြစ်ရွေးလို့ရတယ်ဆိုတော့ D ထဲမှာရွေးပွားလို့ရှိရင်ကိုလိုချင်သလောက် storage ကို select မှတ်မယ်ကိုလိုချင်ဥပမာဒီနားမှာလည်းပါတယ်ပေါ့နော်တော့ဒီမှာတကယ်လို့ကိုက13 GB လောက်ယူမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ D ရဆိုလို့ရှိရင်225 GB ပဲကျန်ပါတော့ပါပေါ့နော်225 GB ပဲကျန်မယ်တကယ်လို့ကိုကအဲ့ဒါအများကြီးယူချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ D ရဆိုလို့ရှိရင်212 GB ပဲကျန်တော့မှာပေါ့နော်ဆိုတော့အဲ့လိုနဲ့ပဲကိုလိုချင်သလောက်gigabyte ကိုအတိုးအလျှော့ယူပြီးအတိုးအလျှော့လုပ်ပြီးတော့လည်းယူလို့ရတယ်ပေါ့နော်ခုနလို့တက်ကြီးမခွဲဖက်နဲ့လည်းယူလို့ရတယ် okay ပြီးသွားလို့ရှိရင်ကျွန်တော်တို့ပေါင်းမယ် data တွေပြန်ပေါင်းမယ်ပေါ့နော်အခုကျွန်တော်ခုနခွဲလိုက်တယ်ခွဲပြီးသွားလို့ရှိရင်လိုတာတဲ့နည်းနည်းလေးပို့သွားတယ်ပေါ့ပို့သွားပြီဆိုလို့ရှိရင် D ကိုဘယ်လိုပြန်ပေါင်းမလဲပေါ့ okay D ကိုပြန်ပေါင်းမဲ့နည်းကတော့လွယ်ပါတယ်ဆိုတော့ဒီဥစ္စာလေးကိုကျွန်တော်တို့တွေဒီကောင်လေးကိုပေါ့နော်ကျွန်တော်တို့ရေဆုံး match လိုက်ရပါမယ် match လိုက်ပွားလို့ရှိရင်ဒီကောင်လေးဒီကောင်ချက်နေ click နဲ့ချက်နေပဲပေါ့နော်နှိပ်ပွားလို့ရှိရင်ဒီကောင်တစ်ချက်နှိပ်လိုက်ပါမယ်အဲ့လိုဆိုလို့ရှိရင်နှစ်ခုကပြန်ပြီး match ဖြစ်သွားပြီပေါ့နော်ဒီလို match ဖြစ်သွားတဲ့ကြောင့်မလို့ဒီလိုကိုကျွန်တော်ဒီမှာတစ်ချက်ပြန်နှိပ်မယ်ဆိုလို့ရှိရင် okay တော့ဒါလည်းကျွန်တော် apply မနေရသေးဖြစ်တဲ့ကြောင့်မလို့တော့ match မဖြစ်သေးဘူးပေါ့နော်ဆိုတော့သူကိုအနေနဲ့ apply နှိပ်ပွားလို့ရှိရင်တော့ match ဖြစ်သွားပါပြီဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကိုအနေနဲ့မသိတာမရှင်းတာမရှိတော့ဘူးလို့ထင်တယ်ပေါ့နော်ဆိုတော့အဆုံးထိကြည့်ပဲဆိုတော့အားလုံးကျေးဇူးတင်ပါတယ်